ဒါကြောင့်ကျွန်တော်လည်းကျောင်းပြင်ဘက်မှာအစားတောက်ဆိုင်လေးဖွင့်လိုက်တော့တယ်ကျောင်းသားတွေနဲ့ကျွန်တော်သမီးစိတ်ချရတဲ့အစားတောက်တွေစားနိုင်ဖို့အတွက်ဒီဆုံးဖြတ်ချက်ကိုချလိုက်တာပါဒါပေမဲ့သမီးကတော့ကျွန်တော်ကျောင်းပေါက်ဝမှာဈေးရောက်နေတာကိုရှက်စရာကောင်းတယ်လို့ထင်နေရှာတယ်ကျွန်တော်သူ့ကိုအပြစ်မတင်ရပါဘူးပြောရရင်ဒီနှစ်တွေတခြားကျွန်တော်သူ့ပေါ်အများကြီးအကျွေးတင်နေခဲ့တာမဟုတ်လားကိုလက်ကိုချင်နဲ့ပတ်စံရှာတာရှက်စရာမရှိပါဘူးလို့ကျွန်တော်သူ့ကိုပြောပြလိုက်တယ်အရေးကြီးတာကအခုကစပြီးသူတန်ရှင်းလက်ဆက်တဲ့အစားတောက်တွေစားရဖို့ပါပဲပြောရင်းနဲ့သူ့တန်းဖော်တွေကိုမုံဝေပေးနေတော့သူကဒေါသတကြီးလွန့်ပစ်လိုက်ပြီးထောင်ထွက်လုပ်တဲ့အစားအစာကိုဘယ်တော့မှမစားဘူးလို့ပြောလာတယ်သူ့တန်းဖော်တွေကလည်းခိုးမှုနဲ့12ကျော်ထောင်ချခဲ့တာတနာစရာကောင်းလိုက်တာဆိုပြီးကျွန်တော်ကိုဝိုင်းရကြပါလေရောသူတို့ရဲ့အိုင်တော်ဖြစ်တဲ့ငကားကိုကောင်တက်တူးဆိုရင်လူတစ်ထောင်လောက်ကိုရင်ဆိုင်ခဲ့ပြီးမှ12ကျော်ထောင်ချခဲ့တာလေကျွန်တော်ကတော့အဲ့ဒီလူရဲ့ခြေဖျားအမိတောင်မတန်ဘူးလို့ပြောပြီးသူတို့လက်ထွက်သွားကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတင်မုံစည်းတန်းပိုင်ရှင်ကသူ့လူတွေနဲ့အတူရောက်ချလာပါတော့တဲ့သူတို့ကကျွန်တော်တို့တိုင်ကြပြီးအခုသူတို့စီးပွားရေးကိုလူယူနေတယ်လို့ထင်နေကြတာပါကျွန်တော်နိုင်ကျင့်ခံနေရတာကိုသမီးကအဝေးကနေလှမ်းကြည့်နေခဲ့တယ်သူနဲ့ဘာမှမဆိုင်ဘူးလို့ပြောနေပေမဲ့သူစိတ်ပူနေတာကိုကျွန်တော်သိနေတာပေါ့သူအဲ့ဒီမှာရှိနေတာမြင်တော့ကျွန်တော်ပြန်မတိုက်ခိုက်ရဲခဲ့ပါဘူးသူ့ကိုပါဒီကိစ္စနဲ့ဆွဲထဲမိမှာကြောက်လို့လေကျွန်တော်မတက်ရက်ပြီးတောင်းပန်လိုက်တယ်လို့ဆိုင်ကိုလည်းတခြားနေရာရွှေ့ပေးပါမယ်လို့ပြောလိုက်တယ်ဒါပေမဲ့လူမိုက်တွေကတော့တသက်မဲ့ပြဿနာလာရှာတာတိတာလုံးနေပါတယ်ကျွန်တော်ဒီလိုအနိုင်ကျင့်ခံနေရတာကိုကြည်ရင်သူတို့လူတွေကိုဆိုင်ရိုက်ခွဲပစ်ဖို့အမိန့်ပေးလိုက်တယ်သမီးလည်းကြောက်လန့်လာခဲ့ပေမဲ့သူ့မာနာကြောင့်ပဲဟိုလူတွေကိုတိတ်မလွန်ကြဖို့လမ်းအောင်ပြောလိုက်ပါတော့တယ်သူ့တန်းဖော်တွေလည်းကြောက်လန့်ကုန်ကြတာပေါ့ကြောက်မုတ်ဈေးတန်းကိုအနေရရှိတဲ့လူတွေဦးစီးနေတယ်ဆိုတာလူတိုင်းသိကြတယ်လေတချို့ဆိုသူတို့ကဂိုင်းတွေနဲ့ပတ်သက်မှုရှိတယ်လို့တောင်ပြောကြတယ်သူတို့ကိုတွားထိပါတာကငကားကိုကောင်တက်တူးကိုတိုင်းကိုတွားထိတလောက်ကြောက်စရာကောင်းနေတဲ့သမီးကတွန်းဆုပ်နေပေမဲ့လည်းကူညီချင်နေတော့မှာပဲဘာပဲဖြစ်ဖြစ်ကျွန်တော်ကသူ့အဖေမဟုတ်လားလူမိုက်ကသူ့ကိုချက်ချင်းမှတ်မိသွားပြီးသူကပဲတိုင်ကြားခဲ့တဲ့သူမှန်းသိသွားပါတော့တယ်သူ့လူတွေကိုသမီးကိုဖမ်းချုပ်ဖို့ပြောလိုက်တယ်ကျွန်တော်လည်းထိတ်လန့်သွားတာပေါ့ဆိုင်ကိုချက်ချင်းသိမ်းပြီးအခုပဲရက်လိုက်ပါမယ်လို့ကျွန်တော်ပြောလိုက်တယ်သမီးကိုဘာမှမလုပ်ဖို့ကျွန်တော်တောင်းပန်ခဲ့ပေမဲ့သူတို့လူမျိုးတွေကတောင်းပန်လေးပိုဆိုးလေပါပဲအဲ့ဒီတိုင်ကြားစာကြောင့်ဒဏ်ကြေး$6000ဆောင်လိုက်ရပြီးအခုရော်ကြေးအဖြစ်ကျွန်တော်စီက$1သိန်းလိုချင်တယ်လို့ပြောလာတယ်ကျွန်တော်ချက်ချင်းသဘောတူလိုက်ပေမဲ့သမီးကကျွန်တော်ကိုတားဖို့ရှေ့ထွက်လာခဲ့တယ်အဲ့ဒီလူမိုက်ကသမီးရဲ့ပါးကိုဖျက်ရိုက်လိုက်ပါလေရောအဲ့ဒီရိုက်ချက်ကကျွန်တော်နှလုံးသားတက်တဲ့ကိုလာမှန်တယ်လို့ခံစားလိုက်ရတယ်ကျွန်တော်ဘလို့မှတီးမခံနိုင်တော့ပါဘူးကျွန်တော်ကိုချုပ်ထားတဲ့လူ2ယောက်ကိုတွန်းထုတ်လိုက်ပြီးတယောက်ကိုတော့လက်တစ်ဖက်ထဲနဲ့မီတာတော်ဝေးစီလွှင့်ပစ်လိုက်တယ်ကျန်တဲ့လူတွေကျွန်တော်စီပြေးဝင်လာကြပေမဲ့ရုံရင်းဆန်ခတ်ဖြစ်နေတော့ကျွန်တော်အင်ဂျီမတော်တဆဆုပ်ပြဲသွားပြီးကြောပြင်ပေါ်ကကြီးမားတဲ့ငကားကိုကောင်တတူးကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့အားလုံးအံ့အားမြင်တက်ပြီးငြိမ်ကျသွားကြပါတော့တယ်